ကျွန်တော်စိတ်ကရှင်းပါတယ်ကျွန်တော်မသိတယ်လို့ဆက်ဆံသွားတဲ့လူတချို့ကျွန်တော်ကလည်းမသိတယ်လို့ပဲပြန်ဆက်ဆံပါတယ်အရင်ကငါနဲ့ခင်မိပြီးအခုကျမှဘာလို့စိမ့်သွားတာလဲဆိုပြီးလိုက်မတွေးတော့အရင်ကစကားတွေအများကြီးပြောခဲ့ပြီးအခုမှရုတ်တရက်ဘာလို့စကားမပြောရတာလဲဆိုပြီးလိုက်မခံစားတော့ရင့်ကျက်လာတယ်ပဲပြောရမလားပဲအရင်ကတော့ဘယ်အရာကိုမှခံစားချက်တော့မလိုက်ဖြစ်တော့ကိုတန်ဖို့ကိုတိလာတဲ့အချိန်မှာတန်ဖို့မရှိဘူးလို့ထင်ရတဲ့အရာတွေလူတွေကိုကျွန်တော်စိတ်ကကောင်းကောင်းဥပ္ပခါပြုတ်နိုင်ခဲ့ပြီလောကကြီးထဲမှာဘယ်အရာမှတန်ဖို့မမဲ့ဘူးလေတက်ရှိပဲဖြစ်ဖြစ်တက်မဲ့ပဲဖြစ်ဖြစ်အရာရာတိုင်းကသူ့တန်ဖို့နဲ့သူဘယ်သူ့အတွက်မှတန်ဖို့မမဲ့ပေးနိုင်ဘူး